ချိန်နေ အေးဟာ7ပြောနေပါရဲ့အခုအိမ်ထဲရောက်ပြီအနောက်ဖက်လမ်းကြောင်းရှင်းတယ်အပြင်စင်ကိုလည်းအတီးပြုတ်နေပါတယ် တေချာနားထောင်လေးလေအဲ့ဒီမှာရှိနေတဲ့မိန်းကလေးကမင်းထင်တယ်လို့မတွေ့ဘူးရဲတွေတောင်တွားထိလို့မရတော့တဲ့ဒီသူ့နောက်မှာရှိနေတဲ့အင်အားကြီးတယ်ဒီရှိနဲ့တတိစိတ်လောက်ရှာမှာ ဟုတ်ဆရာကျမဖုန်းချလိုက်တော့မယ်နော်လူလာနေရဲ့ခြေတန်းချလို့အာ Hey ဒါပြီငါတို့သိပြီမချိုးကွာရှစ်လက်ကိုမြောက်ထားလိုက်ကျမလက်ထဲကတနက်ကလူမရွေးဘူးနော် are you lost baby girl don't move you're very right oh so you do know me well huh what you want for me မမလေးအိမ်နောက်ဘက်မှာရက်ထားတဲ့ဒီမင်းကြီးရဲ့ဆိုင်ကယ်ကိုကိုတောင်နဲ့ထည့်ပြီးပါပြီ မင်းတော့လို့ရတယ် no no ကိုမင်းစီကဘာမှမလိုချင်ပါဘူးမင်းကပဲလိုချင်လို့ကိုစီရောက်လာတာမဟုတ်ဘူးလား ရှင်မြန်မာစကားပြောတတ်တယ်ပေါ့ပြီးတော့ကျမဒီကိုလာမယ်ဆိုတာကိုလည်းသိနေပြီသားပေါ့လေ ကိုမြန်မာစကားမပြောတတ်ဘူးလို့ပြောမိလို့လား Alex မင်းကိုစီလာတာကိုလည်းအခုကိုကအင်ရှင်တယောက်အနေနဲ့ပဲအဝိတည်တယ်လို့ပါ ရှင်ကျမနာမည်ကိုလည်းသိနေတာပဲကျမတော့ကိုချရိတ်နဲ့စာကိုပြန်မိတာပဲ စိတ်လျှော်ပါကွာအေးစိတ်ပေါ့ထိုင်းမင်းစကားပြောရအောင် ရှင်ကျမကိုလာမဆန်းနဲ့ကျမလက်ထက်ကတနက်ကိုတွေ့လာကြည်ပြည့်ပဲ ကဲအဲ့ဒါဆိုလဲစောနာမေကုန်းလေးကိုပြန်ဖြေပေးမယ်ကိုမင်းစီကဘာမှမလိုချင်ဘူးကိုကတနက်လှလှလေးကင်ထားတဲ့မိန်းမလေးကိုပိုင်သိမ်းနေတာ Randy ရှင်မမတ်ရိုင်းနေနော် ကိုကတော့ရိုင်းကျင်နေလို့ဘယ်လိုလုပ်မလဲ ရှင်ကတော့လေ ကိုက Franny Ellis ရဲ့မိန်းမ Come on now, follow my lead. I may be crazy, don't mind me, say boy.